စပင်းမရှိတဲ့ချစ်သူမန်နေဂျာလေးကို3900ကျော်ဖို့စပင်းစိုက်ပေးခဲ့တဲ့တရုတ်ဆောင်မိပဲကြီးမင်္ဂလာပါပရိသတ်ကြီးတို့ရေလူပြောအများဆုံးဖြစ်နေတဲ့သတင်းတစ်ပုဒ်ရှိနေပါပြီအဲ့ဒါကတော့အောင်မြင်တဲ့တရုတ်ဆောင်စီးပွားရေးလုပ်ငန်းရှင်မင်းသမီးကျော်လေးမိပဲကြီးတယောက်သူ့ရဲ့ချစ်သူစီကနေအိမ်မဲဆင်ဆန်လက်တကွင်းတောင်းခဲ့ရတဲ့ပွဲမှာဝမ်းသာလုံးလုံးငိုရလားဒါမှမဟုတ်ခံစားပြီးတော့ over acting လုပ်ပြတာလားဆိုပြီးညင်ပွားဝေရတွေဖြစ်နေတဲ့အကြောင်းအရာပါပဲဒီဇက်လိုင်းရဲ့နောက်ွယ်မှာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့3900နဲ့စပင်းကိစ္စလေးရှိနေပါသေးတယ်ရှင်မိပဲကြီးဆိုတာနဲ့ပရိသတ်ကြီးတို့ယဉ်ပြီးသားဖြစ်မှာပါသူမကတရုတ်ဆောင်မင်းသမီးတယောက်အနေနဲ့သာမကပဲနေကိုပိုင်လကောင် brand တွေကိုတည်ထောင်ပြီးနှကန်းဒီ cosmetic ပစ္စည်းတွေကိုဖြန့်ဖြူးရောင်းချနေတဲ့အောင်မြင်တဲ့လူပညာရှင်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတူလေးဖြစ်ပါတယ်အလုပ်ကိုလည်းစူးစမ်းသလိုအခြေရေးမှာလည်းပရိသတ်တွေအားကြတဲ့သူတယောက်ပါပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲမိပကြီးဟာသူ့ရဲ့ချစ်သူကောင်းလေးစီကနေကြီးကျယ်ခမ်းနားစွာလက်ထက်ခွင့်တောင်းတာကိုခံခဲ့ရပါတယ်အပြူအောင်ဝစ်စုံလေးနဲ့သမီးတစ်ပါးလိုချက်တည်းရှည်ရှည်လာပါနေတဲ့မိပကြီးကိုသူ့ချစ်သူကဒူးထောက်ပြီးတော့စိန်လက်စုပ်လေးနဲ့လက်ထက်ခွင့်တောင်းခဲ့တဲ့မြင်ကွင်းဟာတကယ်ကိုရိုမန်တစ်ဆန်ခဲ့ပါတယ်ဒီမြင်ကွင်းမှာမိပကြီးတယောက်အံ့ဩဝမ်းသာမှုတွေနဲ့တူမျက်ရည်တွေထိမနိုင်သိမနိုင်ဖြစ်ခဲ့ပြီးရှာကြီးတင်ငင်ကိုကြွေးခဲ့ပါတယ်အမျိုးသမီးတယောက်တော့ဒါဟာဘဝမှာပျော်ရွှင်ရဆုံးခိုက်တဲ့နေတဲ့ကတခုဆိုတာမှန်ပါတယ်ဒါပေမဲ့ဒီမျက်ရည်တွေနောက်ွယ်မှာအကြောင်းရင်းကိုပရိသတ်တွေကအမျိုးမျိုးတွေးဆနေချိန်မှာပဲအတွင်သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အဲဒါကတော့မိပကြီးရဲ့ချစ်သူဟာသူမရဲ့မန်နေဂျာဖြစ်ပြီးတော့အရှင်ကားထိပ်ပြောင်းပြီးတော့စပင်းမကြည့်သလောက်နေပါခဲ့တယ်လို့ဆိုပါတယ်မိပကြီးကသူ့ချစ်သူရဲ့ဒီအားနည်းချက်ကိုပြည့်စုံစေဖို့အတွက်3900ကျော်ကုန်ကြခံပြီးတော့စပင်းပြန်လည်စိုက်ပျိုးပေးခဲ့တယ်ဆိုတဲ့သတင်းပါပဲအခုလိုချစ်သူကောင်းလေးကခဲညာချုံမိုးတွေပုံစံနဲ့သူ့ကိုလက်ထက်ခွင့်တောင်းလာတဲ့အခါမှာအရင်ကမတ်တရားတွေသူဖြည့်ဆည်းပေးကြရတွေကိုပြန်တွေးမိပြီးစီနူးမှုတွေဝမ်းသာမှုတွေရောပြုံးပြီးတော့ငိုချေးခဲ့တာဖြစ်နိုင်တယ်လို့အချို့ကမှတ်ချက်ပေးကြပါတယ်တစ်ပတ်မှလည်းဝေဖန်မှုတွေပြင်းထန်စွာပေါ်ထွက်လာပြန်ပါတယ်တနေ့နေ့ကမိဘကြီးနဲ့သူ့ချစ်သူဟာလက်ထက်ဖို့ဒီနှစ်ပတ်မိဘတွေကစားသဘောတူထားပြီးမင်္ဂလာပွဲကျင်းပမယ့်ခမ်းမရီတွေကြိုတင်စီစဉ်ပြီးသားလို့ဆိုပါတယ်ဒီလိုအားလုံးစီစဉ်ဆွဲပြီးသားကိုမှလူအများရှိမှကြုံမသိသလိုဟန်ဆောင်ပြီးအန်အော်ဒီဂျင်းကိုပြတာက over acting ဖြစ်လို့နေပရိသတ်မြန်မာတင်ကြီးခံခြင်းလို့လှုပ်ကြံဖန်တီးထားတဲ့ဇလန်တစ်ခုလိုပဲဝေဖန်နေကြတာပါဒီလိုဝေဖန်မှုတွေကိုတော့မိဘကြီးကိုချစ်တဲ့ပရိသတ်တွေကပြန်လည်ချေပကြပါတယ်ဘလောက်ပဲကြိုတင်တိုင်ပင်ပါစေမိန်းကလေးတယောက်ရဲ့တဘာဝအရကိုချစ်သူကအများရှိမှဒူးထောက်ပြီးတရားဝင်လက်ထက်ခွင့်တောင်းတဲ့အခါမှာဘသူမဆိုစိတ်လှုပ်ရှားပြီးမြေကြီးကြမိမှာပဲလို့ဆိုပါတယ်ဒါဟန်ဆောင်မှုမဟုတ်ဘဲနဲ့အစစ်အမှန်ခန်းစားချက်ဖြစ်နိုင်ကြောင်းအထူးသဖြင့်ကိုတိုင်းကသိန်းထောင်ကြီးကုန်ခံခဲ့ပြီးဖြစ်တဲ့အတွက်အရန်ကိုမှထူးခြားတဲ့ပွဲတစ်ပွဲဖြစ်ကြောင်းလေးပြောဆိုခဲ့ကြပါတယ်ကဲပရိသတ်ကြီးတို့ရဲ့မြင်ကရောဘလို့ရှိပါသလဲရှင်မိဘကြီးရဲ့မျက်ရည်တွေဟာအရာအလုံးကိုကြိုသိရှိပြီးတော့ဟန်ဆောင်ကိုကြွေးခဲ့တဲ့မျက်ရည်တွေလို့ထင်ပါသလားဒါမှမဟုတ်ချစ်သူရဲ့ပြောင်းလဲလာတဲ့ရုပ်ရည်နဲ့တမိုးထားတောင်းဆိုမှုကြောင့်ထိန်းချုပ်မရနိုင်တော့အောင်ပျော်ရွှင်ကြည်နူးပြီးကြလာတဲ့မျက်ရည်စစ်မှန်မျက်ရည်မှန်လို့ယုံကြည်ပါသလားသူ့နေရာမှာဆိုရင်ရောကိုယ်တိုင်လည်းဒီလိုပဲစိတ်လှုပ်ရှားပြီးမျက်ရည်ကျမိမှာပဲလို့ထင်လားဆိုတာကိုတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်လေးထဲမှာပြောသွားပေးခဲ့ပါဦးရှင်အားပေးနာဆင်ကြကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်